အဲ့ရထတာကိုตื่นนอนမျက်နှာတိတာကိုล้างหน้าค่ะပြီးရင်แปรงฟันသွားတိုက်တယ်อาบน้ำရေချိုးတယ်เช็ดตัวဆိုတာကိုယ်ကိုခြောက်တော့ပေါ့နော်เช็ดตัวกินข้าวထမင်းစားတယ်กินข้าวดูทีวีทีวีကြည့်နေပေါ့နော်ပြီးရင်แต่งตัวဆိုတာကအပြင်သွားဖို့အတွက်ဝတ်စားဆင်တာကိုแต่งตัวလို့ပြောใส่เสื้อผ้าก็ได้แต่งตัวပြီးရင်หวีผมခေါင်းဖိတာပေါ့နော်หวีผมပြီးအလှပြင်တယ်နော်แต่งหน้าအဲ့လိုပြောရနော်ပြီးရင်ใส่รองเท้าพนักสีတယ်ပြီးရင်ล็อกประตูเนาะจะออกไปข้างนอกไงต้องล็อกประตูเปลี่ยนว่าไม่มองลาเดี๋ยวต้องขยับမယ်ล็อกประตูบ้านค่ะအဲ့လိုပြောရတဲ့ခါဒါတော့ beginner အတွက်ပေါ့နော်